အပြုံးလေးတစ်ခုကစာမွေးပွဲဖြစ်လာလိမ့်မယ်လို့ကျမလုံးဝမထင်ထားခဲ့မိဘူး။အဲ့ဒီချောချောလေးကမှန်ကိုကြည့်ပြီးပြုံးလိုက်တာနဲ့သူမခေါင်းပေါ်မှာရွှေရောင်ကျဲလေးတစ်ပွင့်ပေါ်လာတယ်။ဒါကသူမအမှတ်ပြည့်နဲ့အောင်သွားတာကိုပြတာပေါ့။ကျမလုံးဝနားမလည်နိုင်ပေမဲ့ဒီမှာက3ချိန်ကြာရှုံးရင်တိရစ္ဆာန်အဖြစ်ပြောင်းလဲခံရမှာတဲ့။ဒါကြောင့်အတင်းကျပ်ပဲပြုံးပြဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိတော့ဘူး။ဒါပေမဲ့ကျမခေါင်းပေါ်မှာချက်ချင်းပဲမင်းနဲ့တက်မြူတွေတက်လာပြီးလေထဲမှာကဆိုတဲ့စာလုံးကြီးထင်းကနေပေါ်လာတယ်။ပြုံးတက်အောင်မပြုံးမိယုံလေးနဲ့ပဲကျမစာမွေးပွဲကျသွားရတယ်။ပိုတော်မယုံနိုင်စရာကောင်းသေးတယ်။ကျွန်တော်တငယ်ချင်းဂရက်ကလက်ညှိုးလေးပဲရှမ်းမိတာကိုသူလဲကျသွားရောအဲ့ဒါကြောင့်ကောင်းမြတ်ချင်းကျောင်းတော်ရဲ့ကောင်းမွန်မှုကိုကျမစပြီးတန်တရားဝင်လာမိတယ်ဒုတိယသင်ခန်းစာကတောတွင်းရှင်တန်ရေးဖြစ်ပါတယ်တစ်ပင်စပရစ်ပါမောက္ခကကျမတို့ကိုပြောတာကတော့ဒီအန်နီရဲ့ကင်းပုံပေါက်တဲ့ပန်းခရမ်းရောင်လေးတွေကတကယ်တော့လူကိုစားတဲ့ရက်ဆက်တဲ့ပန်းတွေပါတယ်တာမန်စပား6ရုပ်တွေကညာဘက်ဆိုရင်ရက်ဆက်တဲ့ရိတ်သိမ်းသူတွေဖြစ်ပြောင်းလဲသွားမှာပါမှတ်ထားကြပါအကောင်းဆုံးမကောင်းဆိုးဝါးဟန်ဆောင်သူကမှအကောင်းဆုံးလို့ဆိုလိုတာပါဂရက်ကမတော်တဆပန်းကင်းထဲကိုနင်းမိသွားတယ်သူအရန်ကြောက်လန့်ပြီးထွက်ပြေးဖို့လုပ်ပေမဲ့သူကသင်ခန်းစာ2ခုကြားထားပြီးသားလေနောက်တစ်ခုထပ်ကြရင်သူအပြစ်ပေးခံရမှာကျမသူ့ကိုတားဖို့လုပ်ပေမဲ့သူရုတ်တရက်မုန်တိုင်းဝိုင်းခံလိုက်ရတယ်သူနာကျင်စွာနဲ့လေထဲမှာပျောက်ကွယ်သွားတာကိုကျမဘာမှမတတ်နိုင်ပဲငေးကြည့်နေခဲ့ရတယ်အဲ့ဒီအချိန်မှာကျမရောက်နေတာကောင်းမြတ်ချင်းကျောင်းတော်မဟုတ်ပဲမကောင်းဆိုးဝါးကျောင်းတော်မှာလို့ခံစားလိုက်ရတယ်မကြခင်မှာပဲတတိယသင်ခန်းစာစလာတယ်ပါမောက္ခကကျမတို့ကိုဆူတောင်းကားစီမှာဘလို့ဆူတောင်းရမလဲဆိုတာသင်ပေးတယ်တခြားမိန်းကလေးတွေကစိတ်လှုပ်ရှားနေကြပေမဲ့ကျမကတော့စိတ်မပါဘူးကျမရဲ့တငယ်ချင်းကိုဒီကောင်းမြတ်ချင်းကျောင်းတော်ကဘာဖြစ်သွားအောင်လုပ်လိုက်လဲဆိုတာပဲသိချင်မိတယ်ဒီဆူတောင်းကားကလည်းအရင်ကကြာသွားတဲ့ကျောင်းသားတစ်ယောက်များဖြစ်နေမလားလို့တောင်ကျမတန်တရားဝင်မိတယ်ပထမဆုံးမိန်းကလေးကစိတ်လှုပ်ရှားစွာနဲ့ရှောက်သွားတယ်သူမလက်ကိုမြစ်ထဲနှက်လိုက်ပြီးသူမရဲ့အနာဂတ်ချစ်သူကိုမြင်လိုက်ရတယ်ဒါကိုမြင်တော့နောက်မိန်းကလေးတစ်ယောက်ကအပြေးလေးလာပြီးသူမကိုတွန်းဖယ်ကရေထဲကိုအလောတကြီးလက်နှက်လိုက်တယ်ရေပြင်မှာလှိုင်းထပြန်ပြီးသူမရဲ့အနာဂတ်လက်တွဲဖော်ပုံပေါ်လာတယ်ပါမောက္ခကသူတို့ကိုကျင်းနဲ့သွားလို့ကျမကိုလည်းစမ်းကြည့်ဖို့ခိုင်းတယ်ဘယ်ဆူတောင်းမဆိုပြေးဝနိုင်မယ်ဆိုရင်ကျမကြရှုံးတဲ့ချိန်စာကိုဖျက်ဆီးနိုင်မလားကျမလက်ကိုရေထဲနှက်လိုက်တယ်ကျမတို့အားလုံးအိမ်ပြန်ရောက်ဖို့ဆူတောင်းပါတယ်နောက်တစ်စက္ကန့်မှာပဲရေကန်ထဲမှာပြင်းထန်တဲ့ရေဝဲတစ်ခုဖြစ်လာတယ်အားလုံးထိတ်လန့်သွားအောင်ငါးအုပ်စုကကျမလက်ကိုတင်းတင်းကြပ်ကြပ်ဆွဲကင်ပြီးစူးစီးကနောက်ဆုံးတော့ကုန်းပေါ်မှာအသက်ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားတယ်တကယ်တော့သူမကရေကန်ထဲမှာနှစ်တရာလောက်ပိတ်မိနေခဲ့တဲ့ကြရှုံးသွားတဲ့ကျောင်းသူတစ်ယောက်ဖြစ်နေတာပဲကျမရဲ့ဆူတောင်းကသူမကိုချုံနှောင်ထားတဲ့ချိန်စာကိုဖျက်ဆီးလိုက်တာပဲသူမနောက်ဆုံးတော့အိမ်ပြန်နိုင်ပြီးဒါပေမဲ့ကျမလုပ်ရက်ကတခြားအနေတစ်ခုကိုနိုးထလာစေတယ်အယိုးစုငှက်ကြီးတစ်ကောင်တောအုပ်ထဲကနေရုတ်တရက်ပြန်ထွက်လာတယ်အားလုံးထိတ်လန့်ပြီးအဝေးမှာပုန်းနေကြတယ်ကျမရှောင်ဖို့အချိန်မမီတော့ပဲကြောက်ရွံ့စွာနဲ့နောက်ကိုပဲစုံနိုင်တော့တယ်ဒါပေမဲ့အဲ့ဒီအယိုးစုငှက်ကသူ့ရဲ့ဟောင်းလောင်းပေါက်မျက်လုံးတွေနဲ့ကျမကိုပဲကြည့်နေပြီးတိုက်ခိုက်မဲ့ပုံမပေါ်ဘူးသူကကျမတငယ်ချင်းဆိုတာသိလိုက်ရပြီးတုံရီစွာနဲ့သူ့ကိုကင်ဖို့လက်လန်းလိုက်တယ်ဒါပေမဲ့ကျမသူ့ကိုကင်မလို့လုပ်တဲ့အချိန်မှာပဲအဝေးကမင်းသားကကျမအန်ရဖြစ်နေတယ်လို့ထင်သွားတယ်မင်းသားကအပြေးလေးလာပြီးအယိုးစုငှက်ကိုထိုးဖောက်သွားအောင်သူ့ရဲ့မော်သားကိုပစ်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲသူကကျမရှိမှတင်အယိုးတွေအဖြစ်ပြိုကျသွားတယ်မင်းသားကသူကျမကိုကယ်လိုက်တယ်လို့ထင်နေတယ်ဒါပေမဲ့သူ့ရဲ့စင်ကျင်တုံတရားမရှိမှုကအပြစ်မဲ့တဲ့အသက်တစ်ခုကိုတတ်လိုက်တာပဲပါမောက္ခကဂရက်အတွက်မတရားဘူးလို့ခံစားမိပြီးအားလုံးကိုထွက်သွားခိုင်းကကျမကိုတယောက်တည်းကြံခဲ့စေတယ်ကျမသူ့ပေါ်မေးခွန်းမထုတ်ပဲမနေနိုင်တော့ဘူးဒါပေမဲ့ပါမောက္ခကကောင်းမြတ်ချင်းကျောင်းတော်မှာစစ်မှန်တဲ့ကျင်နာမှုကိုဆုံးရှုံးခဲ့တာကြာပြီလို့ပြောတယ်ကျမကချိန်စာတင်သူတွေကိုကယ်ဖို့ရွေးချယ်တဲ့ပထမဆုံးလူပြီးတော့ပထမဆုံးစစ်မှန်တဲ့မင်းသမီးပဲနောက်တစ်နေ့မှာပါမောက္ခ2ယောက်ကကောင်းမြတ်ချင်းကျောင်းတော်နဲ့မကောင်းဆိုးဝါးကျောင်းတော်ကကျောင်းသားအားလုံးကိုစုစည်းလိုက်တယ်သူတို့ကကျမတို့လက်ညှိုးတွေကိုမှော်အပ်နဲ့တယောက်ပြီးတယောက်ဆူလိုက်တယ်ကွာခြားချက်ကကောင်းမြတ်ချင်းကျောင်းတော်ကကျောင်းသားတွေကနာကျင်မှုမရှိဘူးမကောင်းဆိုးဝါးကျောင်းတော်ကကျောင်းသားတွေကတော့နာကျင်တယ်ဒါပေမဲ့လက်ညှိုးတောက်ပလာတာကမော်ဆွမ်းအားကိုစတင်အသုံးပြုနိုင်ပြီဆိုတာမို့အားလုံးပျော်နေကြတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးတစ်ယောက်ရုတ်တရက်ဝင်လာတယ်သူမကအားလုံးကိုအထင်သေးတဲ့ပုံနဲ့တန်းစီထားတဲ့နေရာရဲ့ရှေ့ဆုံးကိုတန်းလျှောက်သွားတယ်သူမကတစ်ချိန်ကစိတ်သဘောထားကောင်းပြီးပုံမြင်တဲ့ကအိမ်မက်တွေနဲ့ပြည့်နေတဲ့ကျမရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်နေတာမို့ကျမအံ့အားသင့်သွားတယ်ဒါပေမဲ့သူမကမကောင်းဆိုးဝါးကျောင်းတော်ကိုမှားယွင်းပြီးရောက်သွားခဲ့တာပြီးတော့ငငယ်ကလေးကဆုံးမလို့အမြင်ခံခဲ့ရတဲ့ကျမကကောင်းမြတ်ချင်းကျောင်းတော်မှာရောက်နေတယ်ကျမတို့2ယောက်ကနေရာချင်းလဲဖို့အမြဲတမ်းဆန္ဒရှိခဲ့ကြတာလေဆိုဖီကဘာတွေကြုံခဲ့လို့ဒီလောက်တောင်ပြောင်းလဲသွားရတာလဲကျမမသိဘူးဒီကောင်းမြတ်ချင်းနဲ့မကောင်းဆိုးဝါးကျောင်းတော်ထဲမှာနောက်ထပ်ဘလို့လျှို့ဝှက်ချက်တွေဖုံးကွယ်ထားအောင်မလဲ